ကျွန်တော်တို့ဒီနေ့ကိုဘာကြောင့်ခရစ်ယာန်မျိုးသားနေ့ရဲ့လို့ကျွန်တော်သတ်မှတ်တယ်လဲဆိုတော့တစ်သက်လုံးဖြစ်တည်လာတဲ့အချိန်ကစပြီးနောက်ပိုင်းမှာဗမာပြည်ကိုအင်္ဂလိပ်အုပ်ချုပ်တော့1895ဇွန်လ21မှာကျွန်တော်တို့ခရစ်ယာန်ပြည်အသီးခြားလွတ်လာတယ်ဆိုတာကိုအသိမှတ်ပြုတဲ့အနေနဲ့အင်္ဂလိပ်ပြည်ခံတဲ့ဗမာပြည်တို့ကကျွန်တော်တို့စောပြရှင်းမောက်မှာလက်မရေးထိုးအသိမှတ်ပြုတဲ့နေ့ကိုအစွဲပြုပြီးခရစ်ယာန်မျိုးသားလို့ကျွန်တော်တို့မှတ်ယူတာဖြစ်ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီကလေးကလွတ်လာတယ်လို့ပြောပေမဲ့စာရွက်ပုံမှာပဲကျွန်တော်တို့အသိမှတ်ပြုခြင်းခံရပြီးလက်တွေ့မှာကျွန်တော်တို့တကယ်လွတ်လာသလားလို့ပြောရင်တော့ဒီနေ့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကိုလည်းကြည့်လိုက်ပါဒါတိုက်တစ်ပါးနေရာမှာကျွန်တော်တို့စီပီဒုက္ခတွေဘဝနဲ့ကျွန်တော်တို့ရောက်ရှိနေရတာဖြစ်တယ်ဒါကိုအမြဲတမ်းအမှတ်ရပါကိုဘွားကိုသိပါကိုရဲ့လာရေးဇင်းမြစ်ကိုသိပါကျွန်တော်တို့ဟာဇင်းမြစ်တွေရှိတယ်ဇင်းမြစ်ကိုပြန်သွားရအောင်ပြန်နိုင်ဖို့အတွက်ကျွန်တော်ညီညွတ်ဖို့လိုတယ်စီလုံးဖို့လိုတယ်တယောက်ကျွန်တော်တို့အပြန်လာရိုက်ပိတ်ကြမယ်ဖိမကြရမယ်တောင်းဝန်ရှိတယ်နောက်မခွဲခြားကြပါနဲ့